I like eating out. You don't like cooking. He doesn't like shopping. Do you like drinking coffee? Why do you like that cafe? I hate basketball. I love tennis. I love, I like, I don't like, do you like, why do you like, he doesn't like, I hate အစားရှိတဲ့စလုံးတွေကိုနောက်ကနေပြီးတော့သူတို့ကြိုက်တဲ့အရာတွေဒါမှမဟုတ်ရင်မကြိုက်တဲ့အရာတွေနဲ့ပြောချင်တဲ့အခါမှာ speaking မှာအရန်သုံးများပါတယ်เนาะသူရဲ့နောက်ကနေဆိုလို့ရှိရင်တော့ noun ဒါမှမဟုတ်လို့ရှိရင် verb ing တွေအများနဲ့လိုက်ပြရပါမယ်เนาะဥပမာ I love green tea ဒါဆိုလို့ရှိရင်ငါကလက်ဖက်စိမ်းကိုအရန်ကြိုက်တယ်လို့ပြောတာပါအဲ့လိုမဟုတ်ဘဲနဲ့ verb ing ပုံစံနဲ့ I love drinking green tea ဒါဆိုရင်တော့ငါကလက်ဖက်စိမ်းတောက်ရတာကိုအရန်ကြိုက်တယ်လို့ပြောတာပါเนาะဒါဆိုရင်တော့ကိုယ်ပိုင်စာကြောင်းလေးတွေရေးတဲ့ပြီပေါ့เนาะနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်တတာ